လူမသိတဲ့ဂိုင်းစတာ2ယောက်ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရပါတယ်။ဂျာမင်းဟာမြေအောက်လောကရဲ့တွန်တယောက်ဖြစ်တဲ့ဘာလာရက်ထိုးရဲ့တပည့်အရင်မှာဘာလာဟာ National Geographic Channel ကိုအယူမှုကြည့်တတ်ပြီးမွန်မိုင်းမြေအောက်လောကကိုတောအုပ်တစ်ခုလိုတင်စားတတ်သူပါ။သူဟာတောရိုင်းတိရစ္ဆာန်တွေရဲ့လှည့်ကွက်တွေကိုကြည့်ပြီးရန်သူတွေကိုဘယ်လိုနှိမ်နင်းရမလဲဆိုတာကိုအမြဲတမ်းသင်ယူလေ့လာလေ့ရှိပါတယ်။သူရဲ့တပည့်2ယောက်ဖြစ်တဲ့ရာဂျန်နဲ့ Greg Jurate တို့ကဂျာမင်းကိုပြစ်ခတ်ခဲ့တာဟာရန်သူဟောင်းအိုမာရဲ့လက်ချက်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့အိုမာကိုဝင်းကြီးပါတေးကဂျော်ဒန်နော်ခင်ပေးထားတာကြောင့်ဘာလာကအခွင့်အရေးကိုစောင့်မှုကိုပဲဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းဝင်းကြီးပါတေးကသူ့ရဲ့အထက်လူကြီးသရီပတီကိုရူဘီတန်တရာနဲ့အဂတိလိုက်စားမှုအထောက်အထားဖိုင်တွဲတစ်ခုကိုပုတ်ခိုင်းနေပါတယ်။အိုမာနဲ့သူ့လူတွေဟာဝင်းကြီးခိုင်းတဲ့အတိုင်းပဲငွေအိတ်နီကိုတည်ဆောင်လာစင်ပါပဲဘာလာရဲ့လူတွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ပြစ်ခတ်မှုတွေကြားမှာအိုမာတို့အဖွဲ့ဟာအိတ်ကိုခဏဝက်ထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။အဲဒီချိန်မှာပဲနန်တန်ကအိတ်ကိုတွေ့သွားပြီးအိမ်ကိုယူသွားတာပါ။နန်တန်ဟာအိတ်ကအရန်လေးတာကြောင့်အော်ဒိုရီရှော့ငါစီးပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ဇနီးဖြစ်သူမသိအောင်အိတ်ကိုဘယ်မှာဝက်ရမလဲဆိုတာနဲ့တင်အတော်လေးပြားများနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ခီးသွားနေတဲ့သူ့ရဲ့အိမ်ကြီးချင်းအဖိုးရန်လောစီကရထားတဲ့အိမ်တော်နဲ့ပဲအဖိုးရဲ့အိမ်ထဲမှာသွားပြီးတော့ဝတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းဝင်းကြီးပါတေးကအိပ်ပျောက်သွားလို့ဒေါသအရန်ထွက်နေပြီးရဲရရှိကိုငွေနဲ့ဖိုင်တွဲပြန်ရှာဖို့ခိုင်းစေခဲ့ပါတယ်။နန်တန်ကတော့သူ့ရဲ့တငယ်ချင်းအစ်စ်ဖြစ်တဲ့ဒီငွေအိတ်ကြောင့်မို့လို့ပျော်ရွှင်နေရပြီးသူ့ရဲ့မိသားစုကိုလက်ဆောင်တွေဝယ်ပေးတယ်။စားသောက်ဆိုင်တွေသွားပြီးတော့စားတာနဲ့ငွေတွေကိုစတင်သုံးစွဲလာပါတော့တယ်။ဒါပေမဲ့သူဟာဒီငွေတို့တွေကိုရေတိုင်ကြီးထဲမှာသွားခွဲရကနေရေပိုက်ပိတ်တာတွေငွေစက်ကူတွေရေဆိုကုန်လို့ခေါင်းမိုးပေါ်မှာလမ်းထားရကနေလေတိုက်ပြီးတော့ငွေတွေလွင့်ပြန်ကုန်တာတွေစားတဲ့ဟာတာဖြစ်ရတွေနဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်။ရဲရရှိကိုဟာ CCTV မှတ်တမ်းတွေကနေတစင်နန်တန်ကိုခြေရာခံမိသွားပြီးသူ့ရဲ့အိမ်ကိုရောက်လာပါတော့တယ်။ကိုဟာနန်တန်ကိုတနက်နဲ့ချိန်ပြီးငွေတွေအားလုံးကိုပြန်ပေးဖို့ချိန်ချောက်ပါတယ်။ဒီချိန်ထဲမှာပဲဘာလာနဲ့အိုမာတို့ရဲ့ဂိုင်းနှကိုင်းဟာလည်းအိမ်နောက်ကိုလိုက်ရင်နဲ့ပဲကိုရောင်တစ်ခုမှစုံကြရာကနေအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အားလုံးပြစ်ခတ်သက်ဖြတ်နေကြစဉ်မှာပဲနန်နာတယောက်တည်းကပဲကန်ကောင်းထောက်မှစွာလွတ်မြောက်သွားခဲ့ပါတယ်။သူဟာငွေအိတ်ကိုတော့ပြန်ယူနိုင်ခဲ့ပေမဲ့ဝင်းကြီးရဲ့လက်ဝက်ဖိုင်တွဲကိုတော့ထားခဲ့ပါတယ်။ဇလန်လေးရဲ့အဆုံးမှာတော့နန်နာရဲ့မိသားစုဟာချမ်းသာကြွယ်ဝသွားပြီးဘဝကိုအေးအေးဆေးဆေးနဲ့ဖြတ်သန်းသွားကြပါတော့တယ်။အချင်းမြတ်ဝင်းကြီးပါတေးကတော့ဖိုင်တွဲပေါက်ကြားသွားတာကြောင့်နိုင်ငံရေးလောကကနေအနားယူပြီးသူရဲ့ရွာမှာပဲတောင်သူလုံနေစဉ်မှာအိုမာရဲ့လူတွေလှုပ်ကြံတက်ပြက်ခြင်းကိုခံလိုက်ရပါတော့တယ်ဒီဇလန်တွေကနေတစဉ်ကျွန်တော်တို့ငယ်ငယ်တုန်းကကြားခဲ့ဘူးတဲ့လန်ထန်းလာတာတော့မြင်ရတယ်ကန်ထန်းလာတာကိုတော့မမြင်ရဘူးဆိုတဲ့စကားလေးကိုကျွန်တော်သွားပြီးမှတ်ရပါတယ်ဒီဇလန်လေးကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတို့အနေနဲ့လည်းနည်းနည်းလိုပဲကန်ကောင်းခြင်းတွေအများကြီးရရှိပြီးတော့ဘဝကိုအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာနဲ့ဖြတ်သန်းသွားနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခုလိုမျိုး recap တွေကိုသဘောကျရဆိုရင်ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့ like and follow လုပ်ပေးကြဖို့အားလုံးတောင်းဆိုပါတယ်ခင်ဗျာ